တူကူကြီးဖျားချောင်းကိုအလေသွားခဲ့ပါတယ်အိမ်ဖျားချောင်းဟာကြောင်ဖျားချောင်းဆိုပြီးတော့လည်းနာမည်ကြီးပါတယ်ခုလာနေတဲ့အနီရောင်ရထားလေးကတော့အိမ်ဖျားချောင်းကိုရောက်တဲ့စိတ်တကာယလိုင်းမင်းဖြစ်ပါတယ်ဒီနေ့လိုနေ့တစ်နေ့ရဲ့ပထမဆုံးနေ့ဆိုရင်ဂျပန်လူမျိုးတွေကဖျားချောင်းတွေမှာတွားရောက်ပြီးတော့ဆူတောင်းလေးရှိကြပါတယ်ရှေ့မှာပြောခဲ့တဲ့အတိုင်းပဲဖျားเจ้าနယ်မှာအကြောင်းရုပ်လေးတွေအများကြီးရှိတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါတွေကတော့အရန်ကိုချစ်စရာကောင်းတဲ့အကြောင်းရုပ်လေးတွေပါ။အရွယ်ဆုံးစိုက်စုံတွေရှိပါတယ်။ဒါတော့အကြောင်းရုပ်တွေအများကြီးရှိအကြောင်းပါ။ဒါတော့အာကျူခြေထားတဲ့အကြောင်းလေးဒါတော့ဒီလိုမသိဘူးအကြောင်းလေးဖြစ်ပါလေကျွန်တော်လည်းမတရားအနေနဲ့ချောင်းရုပ်လေးဝေခဲ့ပါသေးရဲ့နေ့တကူမှာဖျားเจ้าထဲမှာရောင်းတဲ့အမစာခဲတစ်ခွက်လဲတောက်ခဲ့ပါသေးရဲ့အေဂျင့်နဲ့ဆောင်းမနဲ့ခင်လေးမှာအမစာခဲပူပူလေးတောက်ရတဲ့ခံစားချက်ကတော့တော်တော်လေးကောင်းပါတယ်ဖျားเจ้าကနေပြန်လာခဲ့ပါပြီဖျားเจ้าကအပြန်အမေကိုဆက်တော်မလဲဆိုတာကတော့နောက်ဗီဒီယိုမှာဆက်ကြည့်ပေးကြပါဦးနော်